Hi everyone, I'm very grateful to have this moment to be here with you guys today. First, I would like to say thank you so much MachiT and CSN team for inviting me to share my experiences throughout the journey of the Magic Events Management in this events planning masterclass. I am Minto Chong from Magic Events Management. Well, in the Zoom, all the participants are majority Myanmar, and let me continue our conversation with Myanmar language. And let's talk about magic. အားလုံးပဲမင်္ဂလာပါ။ကိုမင်းတို့အနေနဲ့ထပ်မံပြီးပြောကြားလိုတာကတော့ဒီနေ့ CSN ကနေပြီးတော့ပြုလုပ်တင်ဆက်ပေးတဲ့ဒီ Event Planning Masterclass အစီအစဉ်မှာ speaker အနေနဲ့ပါဝင်ခွင့်ရတဲ့အတွက်အထူးပင်ဂုဏ်ယူပါတယ်ကျေးဇူးလည်းတင်ပါတယ်လို့ပြောကြားချင်ပါတယ်။ဆိုတော့ဒီနေ့အစီအစဉ်မစခင် sharing လုပ်ပေးတဲ့အရာတွေကတင်ကြားပေးရဆိုတာထက်ကိုအခုအနေနဲ့ Magic Events Management ရဲ့ဖြတ်သန်းမှုမှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေ experience တွေကိုမူတည်ပြီးတော့အခုက do's and don'ts တွေပေါ့နော်ဒီຢာတွေကတော့ရေးကြည့်ရယ်ဂရုစိုက်တဲ့နဲ့ဂရုပြုတဲ့နဲ့ဒီຢာတွေကိုလည်းသတိထားတဲ့နဲ့ဒီလိုမျိုးအရာတွေကိုကိုကပြောကြားပေးရဖြစ်တဲ့အတွက်ကြောင့်မို့လို့တင်ကြားပေးရမဟုတ်ဘဲနဲ့ sharing အနေနဲ့တင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်။နောက်ပြီးတော့အခုရဲ့ဒီ sharing လုပ်တဲ့အခါမှာအခုရဲ့ experience တွေပေါ့တကယ်ဖြတ်သန်းခဲ့တဲ့ reality တွေပဲပြောကြားရတဲ့အတွက်ကြောင့်မို့လို့ဒီ season မှာပါဝင်ပြီးတော့နားထောင်ကြတဲ့ဒီပေါ့နော်participants တွေအကုန်လုံးတွေအကျိုးရှိမယ်ဆိုတာကိုအပြည့်အဝပဲယုံကြည်ပါတယ်တကယ်ဆိုလို့ရှိရင်ဒီ event management ဆိုတာဒီ event industry ဆိုတာအမတန်မှပဲကျယ်ပြန့်ပါတယ်နက်နဲပါတယ်ဆိုတော့အခုအနေနဲ့ကလည်းအခုယနေ့ထက်တိုင်ဒီပေါ့နော်ဒီ event လောကမှာအခုအနေနဲ့ဒီပွဲတစ်ခု season တိုင်းတစ်ခု season တိုင်းအတွေ့အကြုံတွေကလည်းအများကြီးထပ်ပြီးအသစ်တွေထပ်ရတယ်ဒါကြောင့်မို့လို့အခုအနေနဲ့လည်းဥထက်ထိလေ့လာနေတော့မယ်ပေါ့နော်လေ့လာသင်ယူနေသေးလို့ပဲကိုပဲကိုကတော့ယူဆပါတယ်ဆိုတော့အကုန်လုံး expect ဖြစ်ပြီးတက်ကျွမ်းနေဆိုတာတော့ဒါဘယ်သူမှမရှိဘူးပေါ့နော်ဆိုတော့ဒါအခုတို့ events management ကတအားကိုပဲနက်နေတယ်ဆိုတာကိုလည်းအခုကပြောကြားချင်ပါတယ်ဆိုတော့နောက်တစ်ခုကဒီနေ့ပေါ့နော်ဒီအခု Zoom မှာအခုတို့ပါဝင်တဲ့ participants တွေကအခုတို့ event industry တွေကလည်းဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင် event industry နဲ့ related ဖြစ်နေတဲ့တခြား business industry ကလည်းဖြစ်ချင်းဖြစ်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့လည်း event ကိုအစိမ့်သက်သက်ပေါ့နော် event industry ကိုမဝင်ဘူးသေးဘူးအစိမ့်သက်သက်တကယ် management events planning တကယ် planner ဖြစ်ချင်တဲ့ဒီလိုမျိုးသူတွေလည်းပါလိုက်မယ်ပေါ့နော်ဒီထဲမှာဒါပေမဲ့ဘယ်လိုပဲမဆိုအခုတို့ဒါတိုးတက်အောင်စူးစမ်းနေတဲ့လူတွေပဲဒီထဲမှာရှိနေတယ်လို့အကွာယုံကြည်ရဒါကြောင့်မို့လို့ဒီနေ့အကိုပြောကြားပေးမယ်အကိုဒီ sharing လုပ်ပေးတဲ့အကိုရဲ့ဒီ experience တွေပေါ့နော်အဲ့ဒီမှာအကောင်းတဲ့အချက်တွေကိုယူမယ်ဆိုလို့ရှိရင်တော့အကုန်လုံးအတွက်ဒါစူးကျေးဇူးကအများကြီးရှိမယ်လို့ကိုမင်းတော်အနေနဲ့ဒါယုံကြည်ပါတယ်နောက်ပြီးတော့ဒီနေ့အစီအစဉ်မှာအကိုအနေနဲ့ပါဝင်ရတဲ့အခါမှာဆိုလို့ရှိရင်အမတန်မှပဲအကိုစိတ်လဲလှုပ်ရှားပါတယ်။ဘာကြောင့်လဲဆိုတော့ Magic Events Management မှာအရင်တော့အချိန်တွေကိုပြန်ရောက်သွားသလိုမျိုးကိုအနေနဲ့မှတ်တမ်းတွေကိုပြန်ပြီးသတိရမိတယ်။နောက်ပြီးတော့သတိရစရာအများကြီးပေါ့နော်။ကိုအနေနဲ့ဒီ Magic ရဲ့ဒီ journey ပေါ့ journey မှာအများကြီးအမှတ်တရဖြစ်စေတဲ့အရာတွေကိုပြန်ပြီးတော့သတိရမိရပေါ့နော်။ဆိုတော့ဒါကြောင့်မလို့ပြောရဆိုရင်တော့အကိုကထုံပါတယ်။ပျော်လဲပျော်ပါတယ်လို့ပြန်လုပ်ပြရတဲ့အတွက်လို့ပေါ့နော်။ဆိုတော့အခုဒီနေ့ sharing လုပ်ပြီးတဲ့အကိုရဲ့ experience တွေအတွေ့အကြုံတွေအားလုံးကအကိုရဲ့တကယ်ဖြတ်သန်းမှုပေါ်မှာပဲအကိုကအခြေခံပြီးတော့အကိုတကယ်ကြုံတွေ့ရတဲ့ reality တွေပဲပြောပြပေးတာပေါ့နော်ဆိုတော့တခြား events အဖွဲ့အစည်းတွေ events industry မှာရှိနေတဲ့တခြား events management တွေဒီအဖွဲ့အစည်းမှာအကိုကကိုစားမပြုပါဘူးဆိုတော့ဒီဟာလေးကိုတော့အကိုရဲ့အစီအစဉ်မစခင်မှာအကို disclaimer အနေနဲ့အကိုပြောပြချင်ပါတယ်Magic Events Management အကြောင်းကိုမပြောခင်မှာကိုမင်းတော်ရဲ့ဖြတ်သန်းမှုတွေကိုအနည်းငယ်အကိုကပြောပြချင်ပါတယ်ဆိုတော့အကိုကဒီ2000ခုနှစ်မှာအကိုကဒီ10တန်းအောင်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့နောက်ပိုင်းမှာအကိုကလုပ်ငန်းခွင်တွေကိုစပြီးတော့ဝင်ခဲ့တယ်ဆိုတော့ပထမအဆုံးအကိုရဲ့လုပ်ငန်းရှင်တော့အကိုကဒီ Starline Agency Asia ဆိုတဲ့ container shipping line မှာlogistic အနေနဲ့အကိုလုပ်ခဲ့တယ်ပေါ့ဆိုတော့အဲ့ဆိုလို့ရှိရင်အကိုအနေနဲ့ဒီ documentations တွေနောက်ပြီးတော့တကယ်ကို shipping နဲ့ဒီ bookings တွေကိုလက်ခံရတဲ့အခါမှာအကိုကတေချာ detail လောက်ရတယ်တခုမှပြောလို့မရဘူးနောက်တစ်ခါအကိုအနေပြောရတဲ့set ကြရရှိရဲ့ geo တွေပါတယ်နောက်တစ်ခါဒီပေါ့နော်ဒါတွေရောနောက်တခြား association အဖွဲ့တွေအများကြီးပေါ့နော်ဆိုတော့အဲ့မှာလည်းအကိုအနေနဲ့ star စီမှာလည်းတွေ့ကြုံတွေပေါ့နော်ဒီလူတွေနဲ့စကားပြောဆိုရတာတွေနောက်တစ်ခါတိတိကျကျဒီရဲ့ documentation တွေပေါ့file တွေကို document လောက်ရတာတွေတေချာ filing လောက်ယူမိတယ်ပေါ့နော်ဆို